ရောက်လာတယ်ငိုကြွေးခြင်းတွေနဲ့အပူပင်ကင်းမဲ့တဲ့ကလေးဘဝရဲ့ရွယ်ငယ်ရှင်သန်ခြင်းနဲ့ကြည်ပြင်းခဲ့တဲ့အမေရဲ့ရင်နဲ့အိုးနှွေးထွေးစွာနဲ့ပညာသင်ကြားပေးတာရဲ့ဆိုဆုံးမတာရဲ့တစ်ချိန်မှဘဝရဲ့လမ်းမထပေါ်ဝဲချီရှိလမ်းပြခြင်းအတွက်လေးတစ်ခုပဲကွယ်အမေရဲ့ချစ်ခြင်းတာသမီးပေါ်ဝဲအနီရဲ့တာစီခဲရင်မှုတွေအမေကမကြီးတွားပဲဖြည့်ရှင်ပေးခဲ့တယ်စာရေးဝဲရေးတဲ့ရှင်ရဲ့တွေ့လေမပင်ပန်းမှုတဲ့သာသမီတွေတွေ့ကျေးဇူးပဲမမေဖို့မကုန်နိုင်စွမ်းတဲ့ချစ်ချင်းမြတ်တာတွေအလွန်ကြည်မြတ်လို့ပဲဒီဘဝနဲ့တော့အမေရဲ့ကျေးဇူးတွေပြန်ဆက်ဖို့တမပြေတော့ပြီလေကျေးဇူးပဲမမေအိုသူတင်ချစ်နေလူလာမြောက်အောင်လေးဆိုဆုံးမချင်းနေအမှန်နဲ့အမှားတွေလမ်းပြလို့သွားအမေများအလုံးချမ်းမြေပါစေအမေများအလုံးချမ်းမြေပါစေ